Yetana Dea, Yetana Tanga, Yerana Diudo, Yerana Yatumba, Siatamadu Ayude, Miano, Manu, Jewish, Buzo, Bumio Mancho, Roja, Doka, Mawadra, Shinzo, Anu, Bodun, Edu, Yanepo, Kilo Atoya, Dana, Udo, Mingala, Kabiare, Sila, Kudo, Mingala. Wamya Atoyade, Pawana Kudo Mingala Piaviaruja Doka Kate Se Kate Kinya Mamyani Bango Yalo Lue Mima Yule Najabati Dene Kamu Shemia Poli Kamu Chimyagaro, Dadana Don Netangaya Konase Dine Oza Tagare Tandoya Shisek Kune Udia Wadu Labi Joli Karane Nata Nase Chakune Okula Neye Dene Arozo allusion body. At the corner the net. At the corner the corner net ye. Corner the net. Net ye. Corner the net ye. More illusion. At the guy Uta Alma. Uta Almida the Roma. Arozo Tana. Saka Ludanjin Dana Mingala Lamban Nepedo Miba Mia Amuda Uso Minai Dotira Sui Molim Pomia Tali Mo Lim Pomia Midazuma Nile Zwan Tana Saka Ludanjin Dana Mingala Padana Rod Nit Netangaya Konase Nit Oza Tagare Toya Shazakun Rudia Wadu Laji Jo Naya Karene Nadam Nazajakun Ogula Toyet Elena Ni Aroza Alushan Gado So Jiwe Mita Zuma Saka Ludanjin Dana Pue Edo Dene Kilo Ludande Dana Kudo Topire Tila Kudo Wamya Atoke Pawana Kudore Nepate Edo Dene Mengala Teyali Joama Poli Mengala Dro Kudo Yame Longan Kaisali Deo Mengala Mengala Kaisali Mengala Nepate Joyali Joa Mesra Taraosa Niwa Dosa Tando Disa Gadenyuda Kalina Dhamma Dona Edam Mengala Modama Mingala Rodea Tumze Konabarema Ajin Joni Nepoli Mingala Dea Nabar Eri Nabari Anapate Karaosa Yerana Dumbia Daya Miba Ila Zinje Daya Jidu Gong Jidu Ne Yu Zenze Tadrom Yako Veda Yode No Yode Yue Yode Kyo Mu Ale Nyapya Jendile Edan I Dea Di Odaman Chanda Saunda Londo Myate Mengalan Chanda Saunda Londo Myate Mengalan Jiwa Chanda Jong Kom Yato Mengala Jabavi Tadi
ကောင်းမြတ်တဲ့မင်္ဂလာတစ်ပါးပဲကာရဝတရားဆိုယရဏသုံးပါးနဲ့အတူဆရာမိဘအဖေအမေပေါ့လေဆရာမိဘဒါအနန္တအနန္တ၅ပါးနောက်တကတရွယ်ကြီးသူခုံကြီးသူကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကိုတွေ့တဲ့အခါကြုံတဲ့အခါမှာစိတ်ဓာတ်ယူသည်ဆိုတာမနောကံလေးပေါ့လေမနောကံနဲ့လည်းမပြမရဘူးနှုတ်ယူသည်ဆိုတာဝစီကံပေါ့ယူသည်ကိုမှုဒါတော့ကာယကံလေးပေါ့လေကာယကံဝစီကံမနောကံဒီတဲ့ယူသည်ရာဒါလည်းမင်္ဂလာပဲမင်္ဂလာဆိုတာချမ်းသာဆောင်တလွန်ထူးမြတ်သည်မင်္ဂလာကြီးဝါချမ်းသာကြောင်းကောင်းမြတ်သောမင်္ဂလာဖြစ်တယ်နောက်တကနံပါတ်2နိဝါဒောဇာတဲ့နိဝါဒောဇာရာဓုဂုံသိမ့်ပညာရှိနှင့်သိစိန်ရွှေရန်ဂုံချင်းခံ၍မောက်မမကြွကိုနေကြလျက်ဤကြပစိုးမွေသွဲကျိုးနှင့်ကျိုးကျူသောနွားပမာလာသောပြပြစွာနေအခြင်းဒီ၎င်းမေတ္တာကာရဝတရားပြီးတော့နိဝတတရားရာသူတွေရှိတယ်ဂုံသိမ့်တွေရှိတယ်ဇီသိမ့်တွေရှိတယ်အဲ့ဒါတွေနဲ့အခြေခံအကြောင်းပြုပြီးတော့ဝင်ကြွခြင်းထေဝါခြင်းမရှိဘူးတဲ့မာနတွေကိုနှိမ့်ချတာတဲ့ဒီအောင်နှိမ့်ချတာတယ်လေဆိုတော့ခြေချပစိုးတဲ့ခြေတော့တဲ့ပစိုးနောက်တကမွေးဆွဲကျိုးအဆွဲကျိုးနေတဲ့မွေးပေါ့လေနောက်တကကျိုးတဲ့နွားတဲ့ပမာလာကဲ့သို့ဒီပြသွားနေရခြင်းလည်းတမင်္ဂလာပဲတဲ့နောက်တကမင်္ဂလာတစ်ခုကတော့တန်တုတ်ခိသာတဲ့တန်တုတ်ခိသာတန်တုတ်ခိသာသာဝနေယေဝဆင်ယေနဲ့နေယေတရားအရာရာတွင်စိတ်ဓာတ်ပြင်း၍လိုခြင်းလောဘမပြင်းပြပဲညတချင်းချင်းတင်းရောင်ရခြင်းသည်လေဧတံဣတိယတိဥဒ္ဓမံချမ်းသာဆောင်တဲ့လွန်ထူးမြတ်သည်မင်္ဂလာကြီးဝါချမ်းသာကြောင်းကောင်းမြတ်သောမင်္ဂလာဖြစ်ပါပြီတဲ့သံတုတ်ခိဆိုတာဆရာသမားလေးနဲ့တင်းရောင်ရမယ်တဲ့အဲ့တော့ရှိတာလေးနဲ့တော့တင်းရောင်ရမှာမဟုတ်ဘူးတဲ့ရအောင်ကြားရမယ်တဲ့ရှားတဲ့အခါရတဲ့ဒီသေးလေးနဲ့တင်းမရောင်ရပါတဲ့အဲ့ဒါဘာကြောင့်ရှားရဖို့ရတယ်လဲဆိုတော့စာရေးတောက်ရေးဟောသင်ရေးနေရေးထိုင်ရအရာရာတွေနဲ့စိတ်ထားပြင်ရမယ်စိတ်ကလေးပြင်ရမယ်အဲ့ဒီလိုပြင်တဲ့အတွက်ကြောင့်လိုခြင်းလောဘမပြင်းပြပဲလိုခြင်းလောဘမပြင်းပြပဲနေမြတ်တဲ့ချင်းချင်းတင်းရောင်ရဲခြင်းဟာလေမင်္ဂလာဒီမှာယဟန်တော်တွေဆိုရင်တော့ပေါ့လေယဟန်တော်တွေသာမဏေတွေဆိုရင်တော့အာပိစ္ဆကုံဆိုတာရသမျှလေးနဲ့တင်းရောင်ရမယ်နောက်တစ်ခါတန်တုတ်ကြီးရတာလေးနဲ့မြတ်တအောင်သုံးဆွဲသုံးဆောင်ရမယ်နောက်တစ်ခါတန်လေခကုံနဲ့အကိလေသာတွေနေတဲ့နောက်ဆုံးကုန်းသွားဘာဝနာလုပ်ပြီးအထောက်အမယ်
ယဟန်တော်ဒီသာမဏေတွေသီလရှင်တွေရဲ့ကျင့်ဝတ်တန်တုတ်တရားတဲ့တော်ကျေးဇူးရှင်မဟာသီဆရာတော်ဘုရားကြီးကအမိန့်ရှိတယ်ပေါ့လေယဟန်ဖြစ်ဖြစ်သာမဏေဖြစ်ဖြစ်အဘိဓါကိုမိမိရဲ့လောဘလေးကိုနှိမ့်ချရမယ်တန်တုတ်ဒီဆိုရင်လည်းရာသမျှလေးနဲ့ကြောင်းရရမယ်တဲ့တင်တယ်ရမယ်တန်လေခကိလေသာတွေကုန်အောင်ဘောဝနာအလုပ်တွေအထောက်ရမယ်ဒါမင်္ဂလာတွေပဲနောက်တကမင်္ဂလာတစ်ခုကတော့ကတိညူတဲ့ကတိညူသူတော်ဘာကျေစုပြုပေဖို့ကိုအထုသေးတာတုတ်ပြန်စားခြင်းဒီလေဧတံဣတိယသေဥဒ္ဓမချမ်းသာဆောင်တလွန်တို့မြတ်သိမင်္ဂလာကြီးဝါချမ်းသာကြောင်းကောင်းမြတ်သောမင်္ဂလာဖြစ်ပါပြီတဲ့ဒါတော့ကတိညုတာသူတော်ဘာကျေစုသူတော်ဘာကျေစုရှိပေဖို့ကိုတဲ့အထူးသူတက်တုတ်ပြန်စားခြင်းတာအားလေးမင်္ဂလာပဲအဲ့တော့ဒါလေးနဲ့အကြောင်းပြုပြီးတော့လောကမှာရှားပါတဲ့ပုဂ္ဂိုလ်ဆိုတာနှမျိုးရှိတယ်တဲ့ဒါကိုတော့ကောရမဗုဒ္ဓကောရမမြတ်စွာဘုရားကအမိန့်ရှိတာပေါ့လေသူမိဘိက္ခဝေဒုလဘဆိုရခဲ့တဲ့ပုဂ္ဂိုလ်တဲ့နှစ်ဦးနှစ်ယောက်ရှိတယ်အဲ့ဒီနှစ်ဦးနှစ်ယောက်ကယောစာခြင်းပုဂ္ဂိုလ်သည်လေဥပကာရီသူတော်အကျိုးကိုလက်ဦးပြုလိမ့်သောစာအိုးသို့သောပုဂ္ဂိုလ်ကိုလည်းဒုလဘောရခဲ့တယ်တဲ့ခက်ခဲ့တယ်ယောဇာခြင်းပုဂ္ဂိုလ်တွေလည်းကတိညူသူပြုဖို့သောယေရှုကိုသိဖြင့်သိသည်ဖြစ်၍တတဝေဒီကိုနှုတ်ဖြင့်တုံ့ပြန်လေထင်ရှားသိလေရှိ၏သောသာထိုးသောပုဂ္ဂိုလ်ကိုလည်းဒုလဘောရခဲ့တယ်လောကမှာပုဗ္ဗကာရီဆိုတာနံပါတ်1ပါလေရှားပါတဲ့ပုဂ္ဂိုလ်သူတော်ရဲ့အကျိုးတွေကိုလက်ဥပြုတယ်တဲ့ဒါအနည်းဆုံးမျက်စိနဲ့မြင်အောင်ကြည့်မယ်ဆိုတော့အဖေနဲ့အမေဟာမိမိတို့ရဲ့နန္ဒကိုင်းဝင်ကျေးဇူးရှင်တွေပဲတဲ့ဒါတွေကိုဒါပုဗ္ဗကာရီဖြစ်ပုဂ္ဂိုလ်တွေဖြစ်တယ်အဲဒီပုဂ္ဂိုလ်တွေကိုတဲ့အထူးသိတဲ့တုတ်ပြန်ဆက်ရမယ်တဲ့ကတိညုကတဝေရီတဲ့ဒါနံပါတ်2ပုဂ္ဂိုလ်ပေါ်တယ်ကျေးဇူးရှင်လို့သိရုံနဲ့မပေးသေးပဲနဲ့ကာယကံမြောက်ဝစီကံမြောက်မနောကံမြောက်တောင်းကြရမယ်တဲ့ဓမ္မသာလင်ကျေးဇူးရှင်ကိုကျေးဇူးသာရောက်တယ်ဘုဒ္ဓတော်ဘုရားလက်ထက်ကအရာဓလို့ခေါ်တဲ့ပုံနာကြီးပေါ့လေဒီပုံနာကြီးကသမဝကျင်တယ်ဝပိမဲ့ပုဂ္ဂိုလ်ကမရှိတော့ညဇောဘုရားကြောင်းတော်လာပြီးတော့ယဟန်တော်ဒီတာမဏေတွေကိုတဲ့ဝိယဝတ္တတွေလုပ်ပေးတယ်ပေါ့လေဝိယဝတ္တလုပ်ပေးတဲ့အတွက်ကြောင့်ယဟန်တော်ဒီအတော်သာစရာတွေသောက်စရာတွေဒါတွေနဲ့ကြည့်မြောက်တယ်တဲ့ဒါပေမဲ့ဒီရဲ့တန်တာမပြေဝဘူးတဲ့မပြေဝလို့တပြေးပြေးနဲ့ခန္ဓာကိုယ်ညှိုးနှွမ်းပိန်ကြုံလာတယ်အဲ့ဒါကိုမြတ်စွာဘုရားမြင်ပြီးတော့အားကြောင့်လေလို့ကြည့်တော့ဩသငါဝတ်ကျင်နေတာဝတ်ပိမဲ့ပုဂ္ဂိုလ်မရှိလို့မြတ်စွာဘုရားပြီးတော့မြင်တော့ယဟန်တော်တွေခေါ်ပြီးတော့အမိန့်ရှိတယ်ပေါ့လေရာထပုဂ္ဂိုလ်ရဲ့ကျေးဇူးတွေပြီးတဲ့ပုဂ္ဂိုလ်ရှိပါသလားလို့မေးတဲ့အခါ
ရှင်သာရိပုတ္တရာမထေရအရှင်မြတ်ကရှိပါတယ်တဲ့ဒီပုံနာဟာဒီဟာတကြိုမြို့တွေကိုသုံးငံကြွစဉ်သုံးငံဝိညာဉ်ချိန်တုန်းကသွန်တော်လူမှုပါတယ်တဲ့သွန်တကာကြီးပါတဲ့အဲ့ဒါလို့ဆိုတော့ဒီပုဂ္ဂိုလ်ကိုရှင်ရန်ပြုပေးပါလို့ဒါဘုရားကအမိန့်ရှိတော့ရှင်သာရိပုတ္တရာကယံဝတိရပေါ်လေယံဘောင်ရောက်တဲ့အခါကျတော့လေယံတော်ရဲ့ကျင့်ရမယ်ခန္ဓာဒုရတာဝဆိုတာသာပေသင်္ကြပုဒ်တာပေးရမယ်မသိသေးရသေးသိအောင်မတတ်သေးတော့တအောင်သင်ပေးရမယ်ဒါခန္ဓာဒုရနောက်တကဝိပဿနာဒုရဆိုတာကိလေသာတွေနေအောင်ကိလေသာတွေကုန်အောင်ဝိပဿနာအလုပ်တွေအထောက်ရမယ်တဲ့အဲဒီလိုဒီနေ့မှနေတွေသင်ပေးတယ်နောက်တကလိုက်နာကျင့်သုံးတယ်အဲဒီလိုလိုက်နာကျင့်သုံးတဲ့အတွက်ကြောင့်ဒီအရာဓလို့ခေါ်တဲ့မထေရရှင်မြတ်ကိလေသာတွေကုန်တဲ့သတ္တမေရတ္တဘောယယန္တာဖြစ်ဒေသသာရှင်သာရိပုတ္တရာမထေရသူတော်ကခေါ်သွားတယ်အမတပြောလို့သူလိုကောင်းနေပါလေလိုက်နာတဲ့ကျင့်သုံးနေပါလေအဲ့တော့မြတ်စွာဘုရားနဲ့တွေ့တော့သုံးမလို့ကောင်းရလားလွယ်ရလားလို့ပြီးတော့လွယ်ပါတယ်တဲ့အဲ့ဒါလို့ဆိုရင်နောက်ထပ်ဒီလိုတပည့်တွေလိုရင်သေးသလားလို့မေးတော့ဒီလိုတပည့်မျိုးရှိရင်တော့သဘာယယသေဘာယယတရားယယတထောင်ယယတတိတော့တောက်ချောက်နိုင်ပါတယ်ဘုရားတဲ့ဒါရှင်သာရိပုတ္တရာအမိတ်ရှိတာကတိညုနဲ့ပါတယ်လို့ပြောလေနောက်တစ်ခါကာလီနဓမ္မသဝနာနဲ့ကာလီနဓမ္မသဝနာကာလီနဓမ္မသဝနာကာလီနဓမ္မသဝနာသအတိပညာတရာတိုးဝါအကျိုးများ၍ယုံမပေကင်းယုံမပေရှင်းကျင့်လက်ကင်းလျက်ဦးချင်းတွေငြိမ်းအေးစေသည့်ဒေသနာတရားမြတ်ကိုလျော့ပါဒုက္ခယူသည်စွာဖြင့်တရာရှိသောသိဝင်သောလျက်နာကြရခြင်းသည်လေဧတံဣတိယတိဥတ္တမံချမ်းသာဆောင်တလွန်ထွတ်မြတ်သည့်မင်္ဂလာကြီးဝါချမ်းသာကြောင့်ကောင်းမြတ်သောမင်္ဂလာဖြစ်ပါပေတဲ့ဒါမင်္ဂလာတရား၅မျိုးတွေမှာနောက်ဆုံးကာလီနဓမ္မသဝနာတဲ့တရားနာလို့ရှိရဲ့အသိပညာတရားတွေတိုးပွားတယ်အသိပညာတရားတိုးပွားယုံမှတွေလည်းယုံမှဒီဘက်ရောက်တဲ့စိတ်လားရောက်လာမှုတွေကိုလည်းပယ်ရှားနိုင်တယ်။ဦးပြည့်ထွေတွေငြိမ်းအေးစေသည်အဘုဒ္ဓဒီပေါ်လေလောဘဒေါသမောဟစတဲ့အဘုဒ္ဓအဘုမေတွေကိုလည်းငြိမ်းအေးစေတယ်တဲ့ဒေသနာတတရားမြတ်ကိုလျော့ပတ်သောကယူသည်စွာဖြင့်တရာရှိသောစိတ်ဝင်စားလျက်တဲ့နာကြရမယ်အဲ့ဒီလိုနာကြလို့ရှိရဲ့အကျိုးတရား၅မျိုးရတယ်တဲ့ဒီအကျိုးတရား၅မျိုးကပါတယ်လေလို့မေးလာရင်တော့ဖြင့်ဥရောတရားနာယူညာကမကြားသဘူးကြားရဘူးတဲ့တရားနာလို့ရှိရဲ့မကြားဘူးတဲ့တရားဒီကြားနာရမယ်ဒါနံပါတ်1ကြားဘူးပြီးပြန်ထမှန်ရွေးရှိနံပါတ်2ကတော့နာယူရတဲ့အတွက်ကြောင့်နားလည်းမဲသဘောပေါက်မယ်ဒါနံပါတ်2နံပါတ်3ကြတော့ယုံမှကင်းလျက်ယုံမှမှုတန်တရားတွေလည်းကင်းကြောက်သွားမယ်ဒါနံပါတ်3နံပါတ်4ကြတော့ဖြောင့်သာအယူတဲ့ဒါကိုပါဠိလိုသမ္မာဒိဋ္ဌိကံကံရဲ့အကျိုးကိုယုံကြည်တဲ့တရားပေါ့လေကံကံရဲ့အကျိုးကိုယုံကြည်တဲ့တရားပညာပေါ့လေ
ကြောင့်သာအာယုစိတ်ကြည်ပြူသည်စိတ်ကလေးဖြူစင်တယ်တရားတရားတွေတူဝါတွေဒါနံပါတ်5ကြောင့်သာအာယုစိတ်ကြည်ပြူသည်ငါစုရမြဲအကျိုးတရား5ပါးတယ်မှာနံပါတ်4နဲ့နံပါတ်5တရားနဲ့ပညာပေါ့လေအဲ့တော့ဒီခြင်းရဲ့အစိတ်အပိုင်းတွေထဲမှာဒီခြင်းရဲ့အစိတ်တိုင်းက39ပါးအဲ့ဒီ39ပါးထဲမှာတရားပလတရားဖလတရားတရားဒီအာကောင်းအောင်ဘာဝနာလုပ်ပြီးအထောက်ရမယ်ယုံကြည်မှုတရားအထုံမှုဝိရိယတရားဝိရိယအောင်မေဖို့တတိအမရဲ့ပေါ်မှာတည်တည်နေတဲ့သမ္မာသမာဓိအဲ့ဒီနောက်မှာအကုန်လုံးတည်တည်နေတဲ့သမ္မာဒိဋ္ဌိလို့ခေါ်တဲ့ပညာအဲ့ဒါကိုတရားဗလဝိရိယဗလသတိဗလသမာဓိဗလပညာဗလအဲ့ဒီတရားတွေသူဝအောင်များတဲ့များအောင်ပြည့်စုံအောင်ဩဝနာအလုပ်တွေအထောက်ရမယ်တဲ့ပေါ်ရရှိရမယ်မရမယ်ကိုမပေါ်စိတ်မပေါ်ရှုနေမှတ်နေရင်နောက်တစ်ခါအမြဲတစ်မျိုးပြောင်းတဲ့အခါတရားတရားကိုအစိုးရမယ်ပိုင်နိုင်မယ်ဝိရိယတရားကိုအစိုးရမယ်ကြီးစိုးနိုင်မယ်ပိုင်နိုင်မယ်သတိလေးကိုကြီးစိုးနိုင်မယ်ပိုင်နိုင်မယ်နောက်တစ်ခါသမာဓိလေးကိုကြီးစိုးနိုင်မယ်အစိုးရမယ်နောက်တစ်ခါပညာပေါ့လေဒါတော့မဲ့ဖို့ရတော့ပညာတွေကိုကြီးစိုးတယ်အမှတ်ရတယ်ပေါ့လေပညာတွေကိုကြီးစိုးတယ်အစိုးရတယ်သတ္တိန္ဒရေဝိရိယိန္ဒရေသတ္တိန္ဒရေသမာဓိန္ဒရေပညာန္ဒရေဒီအိန္ဒရေလို့ခေါ်တဲ့ဥပဒိတယအထအပနေပြည့်စုံမှဘောရမဗုဒ္ဓဂေါရမမြတ်စွာဘုရားဟောကြားတဲ့တရားဒေသနာတွေကိုလိုက်နာကျင့်သုံးလို့ရှိရဲ့ပါရမီအလျောက်ဓမ္မတဘောနမနဘောသုံးမဲ့သုံးဖို့လေးမဲ့လေးဖို့ကိုရနိုင်ပါတယ်ဒါကြောင့်ယနေ့ဒါနဆိုင်ရာအလှတော်မင်္ဂလာကိုနာယူပြီးနောက်လိုက်နာကျင့်သုံးနိုင်ကြတဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးအပေါင်းတို့တော်ကောင်းတို့ဖြစ်နိုင်ကြပါစေကုန်သတည်းဤဒေသနာတော်တွင်ရှုမှတ်ခြင်းကိုအားထုတ်ရတဲ့ဘာဝနာကုသိုလ်ကံစေတနာပြာပြတို့ကြောင့်ဒုက္ခကသိဆင်းရဲကသိငြိမ်းတော်ရတ္တမညာရတ္တဘုံညာမြတ်နိဗ္ဗာန်ကိုရလွယ်ရောက်လွယ်မြတ်မော့ပြုလွယ်နိုင်ကြပါစေကုန်သတည်း9မိနစ်လောက်တော့ဘာဝနာပွားမယ်အကုန်လုံးချမ်းသာသလိုထိုင်သို့မဟုတ်တင်ပလင်ကိုထိုင်ကာပြောင်ပြောင်ကောင်းမမမျက်စိမိတ်စိတ်ပိုင်းဓမ္မတာလေးတွေတွင်ရောက်တော့ပေါင်းနေပြန်ထွက်တော့ပိန်နေအောင်နေပိန်နေထိုင်နေတဲ့အစွင်ထိုင်နေတဲ့ပုံမြောင်ကြည့်အောင်နေပိန်နေထိုင်နေနောက်တကသန္တာကိုယ်နဲ့အဖြစ်များတဲ့နေရာစိတ်ကိုပို့ဒီတဲ့ပေါင်းနေပိန်နေစသည်9မိနစ်ခန့်ဒီမှာကြမယ်တော်ပြီသူတော့မြဝေကြတော့မယ်ဒီသက်ပုဂ္ဂလိတွေရောအသိပြင်တာအကုန်လုံးလည်းအုပ်ချီလိုက်ဆိုကြမယ်
ဆရာတော်သံဃာတော်ရှင်သူမြတ်တို့ဘုရားတပည့်တော်တို့သည်ကံကံအေးအကျိုးတရားတို့ကိုယုံကြည်သည်ဖြစ်၍သရဏဂုံသုံးပါးနှင့်သီလတော်မြတ်တို့ကိုသောက်တည်တောင်းထိန်ပါ၏အရှင်မြတ်တို့ဘုရားယနေ့ဖို့၌ရှင်တော်ဗုဒ္ဓ၏သာသနာတော်၌ဣဇာနုက္ခပစ္စည်းများကိုလူတန်းခြင်းဓမ္မာနုက္ခတရားတော်များကိုလူတန်းခြင်းဣဇာနုက္ခဓမ္မာနုက္ခအလူတော်မင်္ဂလာခန္ဓာ၌အာရုံစွာနေစွာအာရုံစွာနေစွာနဲ့အတူသာသနာတော်၌အစတော်သောတငါကြောင့်စီလေးပါတော်ပစ္စည်းတို့ကိုလူတန်းပါ၏စက်တပါ၏ယနေ့ယခုလူတန်းရသောဒါနကုသိုလ်သောက်တည်ရသောသီလကုသိုလ်ပွားများရသောဘာဝနာကုသိုလ်ကံစေတနာအဖျားဖျားတို့ကြောင့်ဒုက္ခကတိယောဂကတိသင်္ရကတိတုံညရမှန်ညနိဗ္ဗာန်ကိုလင်းမြန်စွာရောက်ရပါလို့အရှင်မြတ်တို့ဘုရားဤကုသိုလ်အပေါင်းတောင်းပေါ်ဖို့ကိုအထူးအားဖြင့်အနန္တဂိုင်းဝေကျေးဇူးရှင်မိခင်ဖခင်တို့နဲ့အတူအဖို့အပွားတို့ကိုအမှုထား၍အားလုံးရေသက်ကိုကိုင်မေအားလုံးကြာသမျှအမြသာ